အနန်းခန်းတွေလုံးဝမရိုက်တဲ့အပြုံးချွတ်ချွတ်နဲ့ချစ်စရာမင်းသမီးလေးလျှို့ဟောက်ချင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီပလက်နဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအပြုံးချွတ်ချွတ်လေးနဲ့ပြစ်ကင်းစင်ပြီးချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်ကိုပြောပါဆိုရင်လျှို့ဟောက်ချင်းကိုညွှန်ပြရမှာပါသူမကို2000ခုနှစ်မေလ20ရက်နေ့မှာမွေးဖွားခဲ့တာကြောင့်အခုမှအသက်25နှစ်ပဲရှိပါသေးတယ်လျှောချင်ရဲ့မိဘတွေကတော့ပညာရေးအတိုင်းဝိုင်းကလာတာဖြစ်ပြီးအဖေရောမေရောနှစ်ယောက်စလုံးကကျောင်းဆရာဆရာမတွေပဲဖြစ်ပါတယ်မိဘတွေကကျောင်းဆရာဆရာမဖြစ်တာနဲ့ညီသူမကလည်းငယ်စဉ်ကတည်းကပညာရေးထူးချွန်တဲ့မှာပါပါတယ်မိဘတွေကတော့ပညာရေးအတိုင်းဝိုင်းကဖြစ်တာကြောင့်မလို့အမှုပညာလောကတွေကိုသူမဝင်ရောက်တဲ့ပုံကလည်းအခြားသူတွေလိုမျိုး audition ကနေမဟုတ်ပဲသူမတက်နေတဲ့ကျောင်းကနေပဲဝင်ရောက်လာခဲ့တာပါလျောချင်ဟာ2016ခုနှစ်မှာပေကျင်းက Fortune Department ကိုပထမဆင့်နဲ့ဝင်ရောက်နိုင်ခဲ့ပြီးတော့ဒုတိယနှစ်မှာပဲကျန်းဟီမုံနဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါဟာသူမရဲ့အမှုပညာလန်ကီအစလေးဖြစ်ပါတယ်။အဲ့ဒီမှာပဲသူမရဲ့ debut movie ဖြစ်တဲ့ One Second မှာပါဝင်ဖို့အခွင့်အရေးရလာခဲ့ပါတယ်။2020ခုနှစ်ဒီဇင်ဘာမှာတော့သူမပါဝင်ခဲ့တဲ့ A Little Red Flower ထွက်ရှိလာခဲ့ပါတယ်။တစ်နှစ်ထဲမှာပဲထွက်ရှိခဲ့တဲ့ဇာတ်ကားနှစ်ခုစလုံးမှာဟောက်ရှင်ရဲ့တရုပ်ဆောင်ကောင်းမှုတွေကြောင့်လူများရဲ့အကြည့်ကျခြင်းကိုခံခဲ့ရပါတယ်။အဲနောက်ပိုင်းမှာ movie တွေသာစတိုက်ရိုက်ကူးခဲ့ပြီး2023ခုနှစ်မှာတော့မင်းသားကျော်စွန့်ဝေလုံးနဲ့ရိုက်ကူးခဲ့တဲ့ Just for Meeting You ဇာတ်ကားကလူငယ်ပရိသတ်တွေကြားမှာတော်လေးနာမည်ကြီးလာခဲ့တယ်လို့ထိတ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Jackie Chan နဲ့ရိုက်ကူးခဲ့တဲ့ Ryan ဟာလည်းအာရှပရိသတ်တွေကြားမှာအောင်မြင်မှုရရှိခဲ့ပါတယ်။အဲနောက်ဟောက်ချင်ကဒရမာဘက်ကိုခြေလှမ်းစတင်ခဲ့ပြီး2023ခုနှစ်မှာပဲသူမရဲ့ပထမဆုံးဒရမာဖြစ်တဲ့မင်းသားကျော်လင်းနဲ့ရိုက်ကူးထားတဲ့ Dreamet ထွက်ရှိလာခဲ့ပါတယ်။ဒရမာဘက်ကိုရောက်ပြန်တော့လေသူမကအောင်မြင်မှုတွေရခဲ့ပါတယ်။အဓိကအဖြစ်ချစ်ပွဲကောင်းတဲ့သူမရဲ့မျက်နှာကတော့ပရိသတ်တွေအတွက်မှတ်မိလွယ်စေခဲ့ပြီးအတင်မိုင်းကိုပိုင်နိုင်တဲ့မင်းသမီးတစ်လက်ဖြစ်ကြောင်းစီနီယာရီစီကနေချီးကျူးခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဟောက်ချင်မှာအခြားမင်းသမီးတွေနဲ့မတူတဲ့ထူးခြားတဲ့အချက်တစ်ချက်ရှိပါတယ်။ဒါကတော့သူမဟာ romance drama တွေမှာအမြဲတမ်းမပါမဖြစ်ရိုက်ကူးလေးရှိတဲ့အနန်းခန်းကိုလုံးဝမရိုက်ကူးတာပဲဖြစ်ပါတယ်။ဟောက်ချင်ဟာ C drama ပရိသတ်တွေကြိုက်မင်းသားတွေဖြစ်တယ်လို့ street drama လောကမှာထိပ်တန်းမင်းသားတွေဖြစ်တဲ့စုံဝေလုံးလင်းရီ1 euro နဲ့ရိုက်ကူးတဲ့ဇာတ်ကားတွေမှာတော့အနန်းခန်းမပါအောင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။တကယ်လို့မဖြစ်မနေရိုက်ကူးရမယ်ဆိုရင်တော့ကင်မရာအန်ဂယ်နဲ့ပဲအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒါကိုလည်းစီဒရမာပရိသတ်တွေကအားမလို့အားမရဖြစ်နေကြပြီးဘာကြောင့်လဲဆိုတာကိုသိချင်နေကြပါတယ်။အထူးသဖြင့်မကြာသေးခင်ကမှထွက်ရှိထားတဲ့မင်းသားကျော်1 နဲ့ Be Passionately in Love ဇာတ်ကားဟာဆိုရင်တော့ novel ကိုပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့ပြင်မူရင်းဝတ္ထုမှာလည်းအနန်းကန်းတွေများစွာပါဝင်ခဲ့တာဖြစ်ပါတယ်။ရိုက်ကူးနေစဉ်ကာလအတွင်းမှာကလေးကပရိသတ်တွေစီကနေစိတ်ဝင်စားမှုရရှိခဲ့တဲ့ဒီကားဟာပြသနေစဉ်အတွင်းမှာလည်းတခဲနဲ့အားပေးမှုရရှိခဲ့ပါတယ်။ဒါပေမဲ့လည်း romance ကန်တော်တော်များများကိုခစ်စင်းမပါပဲကြည့်ရှုခဲ့ရတာကြောင့်ပရိသတ်တွေကအားမလို့အားမရဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်လည်းပြောဟောက်ချင်ကတော်လေးဝေဖန်ခံရပြီးသူမဘာကြောင့်အနန်းကန်းကိုမရိုက်တာလဲဆိုတဲ့မေကွန်ကဝက်ပေါ်မှာတော့ hot search ဖြစ်ရတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။ဟောက်ချင်နေနဲ့ဘာကြောင့်အနန်းကန်းတွေမရိုက်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးသတင်းတွေကတော့အများကြီးရှိခဲ့ပါတယ်။ဒီတဲကမှတစ်ခုဆိုရင်တော့ပြောဟောက်ချင်ဟာသူမရဲ့ agency နဲ့စာချုပ်ချုပ်ဆိုထားတဲ့အထဲမှာ intimate လို့ခေါ်တဲ့လိမ်မိုင်းဆိုင်ရာဇဝင်ခံတွေကိုမလုပ်ဘူးဆိုတဲ့ချက်ကိုထည့်သွင်းထားတယ်ဆိုတဲ့ကောလာဟာလာရှိခဲ့ပါတယ်။ဒါကြောင့်လေ kissing passing overly romantic skinship တွေမပါအောင် driver နဲ့နှစ်ဦးနှစ်ဖက်ကြိုတင်သဘောတူထားတာလေးဖြစ်ပါတယ်။နောက်ပြီးဟွာချွန်ရဲ့တရုပ်ဆောင်တဲ့ဇက်ကောင်တော်တော်များများကအပြစ်ကင်းစင်ပြီးတော့ဖြူစင်တဲ့ဘက်ကိုသွားပါတယ်။ဒါကြောင့်လေဇက်ညွှန်းရေးတဲ့သူနဲ့ driver က kissing တွေကိုမလို့အပ်ပဲစီမံပေးတဲ့ကြတယ်လို့လည်းပြောပါတယ်။တကယ်မဖြစ်မနေလိုအပ်လာတဲ့ဆိုရင်တော့ product kiss ဆိုတဲ့နည်းနဲ့ပဲဖြည့်ရှင်းတတ်ကြပါတယ်။ဥပမာပြောမယ်ဆိုရင်ကင်မရာကို angle ပေးပြီးတော့တကယ်မနှမ်းနဲ့နေပါနောက်ပြီးလျှို့ဟောက်ချင်တရားခစ်စင်းကိုမရိုက်ရတဲ့အချက်က PG rating 13ကိုကျော်မှာဆိုလို့ဆိုတာဖြစ်နိုင်ပါတယ်။ PG rating 13ကိုကျော်သွားမယ်ဆိုရင် audience ပမာဏကျသွားမှကြောက်လို့ခစ်စင်းမထည့်တာလည်းဖြစ်နိုင်ပါတယ်။နောက်ချက်ရှိတာကတော့သူမရဲ့မိဘအတိုင်းဝိုင်းကပညာရေးအတိုင်းဝိုင်းရှေးရိုးဆွဲတဲ့အတိုင်းဝိုင်းဖြစ်တာကြောင့်မရိုက်တာဖြစ်နိုင်တယ်လို့လည်းဆိုကြပါတယ်။ဖြစ်နိုင်ခြေအမျိုးမျိုးရှိနေပေမဲ့သူမဘက်ကတော့အတိအကျပြောကြားထားခြင်းမရှိပါဘူး။အခုလိုမျိုးအနန်းခန်းတွေကိုမရိုက်လို့ဝေဖန်ခံရတဲ့ကောင်မလေးက Jackie Chan ကျန်းဟီမုံတို့လိုလေးကျန်ကြီးတွေနဲ့အလုပ်လုပ်ဖူးပြီးသူမရဲ့အမှုပညာအရေးသွေးကိုအတိမတ်ပြုကြီးကျူးခံထားရသူပါသူမရဲ့တရုပ်ဆောင်ရေးခြင်းကလည်းဘတော်မှဝေဖန်လို့မရအောင်တော်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့အကြောင်းကိုပြောရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်နော်